ဒီဥစ္စာလေးရတော့နော်ရိုးရိုးချစ်ချင်းမဲ့အိမ်မှာချက်စားတာပါဝတ်သားဝက်ရိုးကိုပြုတ်မယ်ဝက်ရိုးမပြုတ်ချင်းကြက်ရိုးကိုပြုတ်မယ်ပြီးရင်ဝတ်သားနဲ့ဆိုရင်ဝတ်သားအသားကြိတ်ထားတဲ့အသားကြက်သားနဲ့ဆိုလဲကြက်သားကြိတ်ထားတဲ့အသားဒါမှမဟုတ်လဲကြက်သားပပပါနော်ပြီးရင်တရဟိုအရွက်တွေထည့်မယ်ကိုစားခြင်းနဲ့အရွက်ထည့်မယ်ထည့်ပြီးကြာစံထည့်မယ်ပြီးရင်ကိုစားကျင်တာလေးတွေထည့်လို့ရပါတယ်ကြိုက်တဲ့ဥစားပေါ့နော်ကြိုက်တဲ့ဟာကိုထည့်မယ်ပြီးသွားရင်ဝက်ရိုးပြုတ်ထားတဲ့အရည်ထဲကိုစားကျင်တဲ့အသားတွေကိုထည့်ကျင်တာတွေထည့်မယ်ရိုးရိုးရှင်းရှင်းလေးနဲ့ကျမလည်း healthy ဖြစ်တဲ့အစားအသောက်ကိုစားမယ်ပြီးရင်ပူနွေးနွေးလေးနဲ့အရည်လေးနဲ့စားမယ်အရည်လေးနဲ့မစားခြင်းလဲစီချက်ကလေးနဲ့ကြာစံကြည့်ဦးစီချက်ပုံစံမျိုးလေးလှုပ်စားမယ်အရင်ဆက်လို့ကောင်းပါရဲ့စားကြည့်ကြပါစားကြည့်ပါကျမကြီးနဲ့လည်းညီညွတ်ပါတယ်